ကမ္ဘာပြင်ပမှာတရှိတွေရှိနေနိုင်နေဆိုတဲ့အတွေ့တွေဒါမှမဟုတ်အခြားသူတွေစီကိုခရီးသွားနိုင်ဖို့ဆိုတဲ့စိတ်ကူးတွေဟာလူသားပြည်ကြီးကိုကပိုင်းစာတွေကရှိနေကြပါတယ်။ဒီလိုရှေးဦးသိပ္ပံစိတ်ကူးရင်မှုတွေကိုကမ္ဘာတဝန်းလုံးကရည်စည်းမှုဆိုင်ရာကပိုင်းထောက်ထားတွေမှာတွေ့ရှိနိုင်ပါတယ်။ဥပမာအနေနဲ့ဆိုရင်တော့AD 200စုကပေါ်ပေါက်လာခဲ့တဲ့လူစီယန်ဆိုတဲ့ဖြစ်ရမှန်ဆောက်ထင်းမှာတချိန်လုံးကကျွန်တော်တို့ဟာနိုင်ငံမှာရှိတဲ့အစင်းရဲဆုံးလူတွေကိုစူးစီးခဲ့ပြီးတယ်ပြီးတော့ဘယ်သူမှမရှိပဲပိတ်ပင်ထားတဲ့မော်လီစတာလို့အမည်ရတောက်ချာကျိုးပေါ်ကိုခေါ်ဆောင်သွားပြီးကိုလိုနီနယ်မြေတစ်တစ်ခုပြီးထောင်ဖို့လုပ်ခဲ့ပါတယ်လို့ရေးသားထားပါတယ်လူသားတွေရဲ့စိတ်ကူးရင်မှုတွေကသိပ္ပံပညာကိုလိုက်စားဖို့စိတ်ဆော်ပေးခဲ့ကြပြီးအပြန်အလှန်အားဖြင့်သိပ္ပံပညာရဲ့ဟာလူသားတွေကိုပုံမစိတ်ကူးလို့ရတော့အောင်ကူညီပေးခဲ့ပါတယ်1638ခုနှစ်မှာFrancis Galway ရေးသားခဲ့တဲ့လကမ္ဘာပေါ်ကလူသားဆိုတဲ့စာအုပ်ထဲမှာလေအဲ့ဒီမကောင်းဆိုးအဖွဲဖောက်ခွာပြီးနာရီအနေငယ်ကြမှာကျွန်တော်လေသူရဲတွေဟာလာရဲ့ကိုယ်တွေဘက်ကိုဦးတည်ပြီးစတင်ရွေးနေရလာကြပါတယ်သူတို့ဟာမယုံနိုင်တော့အောင်ပြင်းပြစွာသွားနေကြပြီးတနာရီကိုအစာပေါင်း50နီးပါးလောက်နဲ့သွားနေကြတယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးရေးသားထားပါတယ်ရှင်ကြီးမှုတွေစတင်ထွန်းကားလာခြင်းတွေကညအချိန်ရင်တွေ့ရတဲ့ဂျယ်ရီစုံနေတဲ့ကောင်းကင်ကြီးဟာလူသားတွေကိုအာကာသထဲမှာအခြားထူးဆန်းတဲ့သက်ရှိတွေကဘာတွေရှိနေနိုင်လဲဆိုတဲ့စိတ်ကူးစိတ်တမ်းတွေကိုဖြစ်ပေါ်လာစေပြီးစိတ်ဝင်စားဖွယ်ရာစံနှန်းတွေနဲ့အံ့ဩဖွယ်ရာအမှုပညာလက်ရာတွေဖန်တီးဖို့အတွက်အကူအညီပေးခဲ့ပါတယ်လာပေါ်မှာလူတွေမရှိဘူးလို့ဘယ်သူပြောလဲလို့အာကလက်သီးဆုပ်ရဲ့မျက်မှောင်ကျုပ်ကပေါ်မေးလိုက်ပါတယ်အဲ့ဒီအခါနီကိုကငါပြောတာလို့ဝေဖြေလိုက်တယ်ငါကအဲ့ပေါ်မှာတခုခုရှိနေမယ်လို့မယုံဘူးပြီးတော့အဲ့ဒီလိုတခုခုရှိမယ်လို့တွေးနေတဲ့သူတွေကလည်းမိုင်းမဲတဲ့စိတ်ကူးရဲ့တမားတွေတက်ပဲလို့လာနဲ့ပတ်သက်ပြီးရေးသားထားတာကိုတွေ့ရှိရပါတယ်1889ခုနှစ်မှာထုတ်တဲ့Jules Verne ရဲ့လာရဲ့အလင်းရောင်ဆိုတဲ့စာအုပ်ထဲမှာလည်းကျမတို့လူသားတွေဟာသိပ္ပံပညာရှင်တောင်းရဲ့စင်ကိန်းဖြစ်စဉ် theory ကိုလက်ခံလာတာနဲ့အမျှဂျိုသားတွေရဲ့ပုံစံဟာလူသားတွေရဲ့တူညီမှုမလိုအပ်ဘူးဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။19ရာစုကျောင်းပိုင်းမှာတော့အီတလီနက္ခဗေဒပညာရှင် Giovanni Schiaparelli ကဂျိုရဲ့မျက်နှာပြင်ပေါ်မှာတူးမြောင်းမှုရှိရဆိုတာကိုတွေ့မြင်ခဲ့ကြပြီးဒါတွေဟာအသိဉာဏ်ရှိတဲ့တရားဝါတွေကတိစောက်ခဲ့တယ်လို့ထင်မြင်ယူဆခဲ့ကြပါတယ်။အဲ့လိုဖော်ပြပြီးနောက်ပိုင်းမှာတော့လက်ခတ်ဗေဒပညာဟာစိတ်ကူးရင်ဝတ္ထုတွေမှာပါဝင်လာခဲ့ပြီးတော့အင်္ဂါကျိုးသားတွေအကြောင်းဟာသိပ္ပံစိတ်ကူးရင်စာပေရဲ့အာရုံစိုက်ခြင်းကိုစိတ်ဆူးမြင်များစွာရရှိခဲ့ပါတယ်။1920ပြည့်နှစ်ဒီမှာတော့လူတွေဟာဒီလိုဝတ္ထုဇာတ်လမ်းတွေကိုရေဒီယိုတွေကနေအတန်ဇာတ်လမ်းအဖြစ်စတင်နားထောင်လာနိုင်ခဲ့ပါတယ်။ဇလန်ထုတ်လွှင့်မှုမှာလူကြီးမင်းတို့ခင်ဗျာအင်ဟာဂျိုကနေကျွတ်လာတဲ့စစ်တပ်ဟာကျွန်တော်တို့ရဲ့မြို့တော်ဘက်ကိုခြိတက်လာနေကြပါပြီလက်နက်တွေခိုင်ဆောင်ထားတဲ့စစ်သား9000နီးပါးပါဝင်တဲ့ကျွန်တော်တို့ရဲ့တပ်ဖွဲ့တစ်ခုလုံးဟာအင်ဟာဂျိုရဲ့စစ်လက်နက်ဒဇိန်တွေနဲ့ဖျက်ဆီးခံရပြီအဲ့ဒီလက်နက်တွေကနေလျှက်စီးကြောင်းနေနဲ့ကျွန်တော်တို့ရဲ့လူစွမ်းကောင်းတွေကိုပြေးခတ်နေတယ်လို့အသက်ရှင်ကြံရည်သူတချို့ကသတင်းပို့ခဲ့ကြပါတယ်စစ်တွေရင်းနဲ့ရင်ကြောတွေပြတ်တောက်လျက်ရှိနေပါတယ်ဒါဟာကမ္ဘာစစ်ပွဲတစ်ခုလိုပါပဲလို့အတန်ဇလန်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်ဒီလိုသိပ္ပံဇာတ်လမ်းတစ်ပုဒ်ကိုရေဒီယိုအတန်ထုတ်လွှင့်မှုကနေလူတွေအမှန်တကယ်ထင်နေတာကြောင့်ထိတ်လန့်ဖွယ်ရာအဖြစ်အပျက်တစ်ခုလည်းဖြစ်ခဲ့မှုပါတယ်ရုပ်မြင်သံကြားနဲ့ကတ္တောစာအုပ်တွေပေါ်ပေါက်လာတဲ့ညဒီစိတ်ဝင်စားဖွယ်ရာသိပ္ပံဇာတ်လမ်းတွေဟာထုတ်လွှင့်မှုကဏ္ဍရဲ့အဓိကအစိမ်းအတစ်ခုဖြစ်လာခဲ့ပြီးသိပ္ပံပညာရပ်ဟာစိတ်ကူးရင်ဇာတ်လမ်းတွေအတိုင်းအမိလိုက်လာနိုင်ခဲ့ပါတယ်ဘလို့ကြောင့်ပဲဖြစ်ဖြစ်ဒီပညာတိုးတက်လာမှုကြောင့်အာကာသစူးစမ်းရေးရှင်တွေကနေဖွဲ့စည်းကိုစူးစမ်းလေ့လာနိုင်ခဲ့ပြီးအခြားဂျူတွေနဲ့၎င်းတို့လာတွေရဲ့အသေးစိတ်ပုံရိပ်တွေကိုလည်းရယူနိုင်ခဲ့ပါတယ်။1965ခုနှစ်မှာမာရီနာဖိုးဂျိုလူမအင်္ဂါဂျိုကိုပထမဆုံးအကြိမ်ဖြတ်ပြန်တန်းဆင်ရရှိခဲ့တဲ့ပုံရိပ်တွေအရအနီရောင်အင်္ဂါဂျိုကြီးဟာတက်ရှိနေထိုင်ရန်အတွက်မသိလျော်ဘူးလို့သိရှိခဲ့ရပါတယ်။ရှာပလရီရှာဖွေတွေ့ရှိခဲ့တဲ့ဒူးမြောင်းတွေဟာအမြင်မှားခဲ့ကြတာဖြစ်ပြီးတကယ်တမ်းမှာတော့6တွေ့အေးခဲ့တဲ့တေးခန္ဓာရရှုခင်းမှာရှိတဲ့သဘာဝမျက်နှာပြင်အတွင်းပြင်နေဖြစ်ပါတယ်။စိုက်ကြတယ်
သားရေကပိုးတဲ့ပုံပဲဆိုင်ကွက်ကြီးရတဲ့ဆက်အားတူတယ်1962ခုနှစ်လောက်မှာလဲမရီနာတူဂျူလူဟာကျွန်တော်တို့ရဲ့အိမ်ကြီးချင်းဂျူဖြစ်တဲ့တောက်ကြဂျူကိုဖျက်ပြီးပြန်တန်းခဲ့ပါတယ်။ကဘာကိုပြန်ပို့ခဲ့တဲ့ပုံရိပ်တွေနဲ့အချက်အလက်တွေရတောက်ကြဂျူဟာလည်းတက်ရှိတွေနေထိုင်ဖို့တင့်တော်တဲ့ကံဝင်းကျင်မဟုတ်ဘူးဆိုတာသိခဲ့ရပါတယ်။အခုမြင်နေရတဲ့တောက်ကြဂျူမျက်နှာပြင်ကတိမ်တိုက်အထူကြီးဟာမီးတောင်ရှင်တွေပောက်ကွဲမှုကြောင့်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ဒီတိမ်တိုက်တွေဟာဖန်လုံးအိမ်အားလေးတွေဖြစ်ပေါ်စေပြီးအပူချိန်တွေဟာခဲအရေးပြောမှတ်ထိမြင့်တက်လာစေပါတယ်။ပြီးတော့ဂျုံမျက်နှာပြင်ပေါ်မှာလေထုဖိအားကကြီးမားလာပါတယ်။1990ပြည့်နှစ်တွေကဆိုဗီယက်ဗန်နီရာအာကာသယာဉ်တွေဟာတောက်ကြဂျိုဘိုကိုအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပေမဲ့တနအီခန့်အကြာမှာရင်းဟာပျက်စီးသွားခဲ့ပါတယ်။ဒီဖြစ်တဲ့ကြောင့်တောက်ကြဂျိုဟာကမ္ဘာနဲ့အတူအသက်ရှင်သန်နိုင်တဲ့ညီမဂျိုဆိုတဲ့ပုံရိပ်ကနေပျောက်ကွယ်သွားခဲ့ရပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတွေပြောပြနိုင်ဖို့လူသားတွေဟာကမ္ဘာနဲ့အဝေးကြီးမှာရှိတဲ့ကမ္ဘာတစ်တွေအကြောင်းကိုစူးစမ်းနေလို့လိုအပ်ပါတယ်။ဒီတစ်ခေါက်ရောကျမတို့ရဲ့စိတ်ကူးတွေကိုဘယ်ကိုခေါ်သွားကြရင်ကောင်းမလဲ။အခုခေတ်စိတ်ကူးရင်သိပ္ပံဇာတ်လမ်းတွေကရောမကြခင်မှာဘယ်လိုဖြစ်လာနိုင်မလား။1980ပြည့်နှစ်နောက်ပိုင်းမှာဒီပညာအသစ်တွေပေါ်ထွန်းလာတာနဲ့အမျှသိပ္ပံပညာရှင်တွေဟာကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းပြင်ပကဂျိုးတွေကိုရှာဖွေလာနိုင်ခဲ့ပါတယ်။1988ခုနှစ်မှာကနေဒါလက်ခတ်ဗေဒပညာရှင် Bruce Campbell, Gordon Walker နဲ့ Steven Sonyaw တို့ဟာဂမ္မစဖီဂျေအစုတွေမှာဂျိုးတစ်လုံးသိရှိနိုင်တဲ့လက္ခဏာတွေတွေ့ရှိခဲ့ပါတယ်။အဲဒီအချိန်တုန်းကလေ့လာရေးကိရိယာတွေရဲ့အချက်အလက်ပြန်လည်ပေးပို့နိုင်မှုကန့်သတ်ချက်တွေကြောင့်ဂျိုးတစ်လုံးသိရှိရဲဆိုတာကိုတန်တရားဖြစ်ခဲ့ကြပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်2003ခုနှစ်မှာတော့အဲဒီတန်တရားတွေပပျောက်သွားခဲ့ပြီးအဆိုပါဂျိုးရဲ့သိရှိမှုကိုအတည်ပြုနိုင်ခဲ့ပါတယ်။ကျွန်တော်တို့နေအဖွဲ့အစည်းရဲ့ပြင်ပကဂျိုးတွေကို1992ခုနှစ်မှာပထမအဦးဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။နက္ခဗေဒပညာရှင်အလက်ဇန္ဒာဝက်စထရိနဲ့ဒေးဖရီယေတို့ဟာအရီစီဗိုရေဒီယိုတယ်လီစကုပ်ကိုအသုံးပြုပြီးဘာကိုကျေစုတန်းမှာရှိတဲ့ဂျိုးနှလုံးကိုတွေ့ရှိခဲ့ကြပေမဲ့အဲဒီဂျိုးတွေဟာကျေသေးတစ်လုံးကိုလှည့်ပတ်နေခဲ့တာဖြစ်ပါတယ်။နေနဲ့တူတဲ့ခြေတလုံးကိုလှည့်ပတ်နေတဲ့ပထမဆုံးချုပ်ကိုတော့1995ခုနှစ်ကျမှ Michael Willett နဲ့ Didier Cloud ဦးဆောင်တဲ့ Switzerland အဖွဲ့တစ်ဖွဲ့ကရှာဖွေတွေ့ရှိကြောင်းကိုကြေညာခဲ့ပါတယ်။သူတို့အဖွဲ့ဟာအသက်တီထွင်ထားတဲ့ရှာဖွေရေးနည်းလမ်းတွေနဲ့အတူဒီအဖွဲ့အစည်းပြင်ပမှာရှိတဲ့ဂျိုးရင်းနဲ့ဆိုင်တဲ့သုတေသနနယ်ပယ်တွေကိုရှေ့ဆောင်လမ်းပြခဲ့ကြပါတယ်။သူတို့ဟာ Pagers ကျေစုတဲ့နေ့ကခြေတလုံးကိုလေ့လာခဲ့ပြီးအဲ့ဒီခြေရဲ့အလင်းရောင်မှာတည်ငယ်တဲ့ပုံမှန်ပြောင်းလဲမှုတွေကိုသတိပြုမိခဲ့ကြပါတယ်။တခုခုကခြေကိုဆွဲနေနေတာကြောင့်ခြေဟာအနေငယ်ပြီးရှားနေပုံရပါတယ်။ခြေကနေထုတ်လွှတ်တဲ့အလင်းရောင်ရဲ့အရောင်ပြောင်းလဲမှုတွေကနေတစ်ဆင့်ခြေဟာတည်ငယ်တဲ့ပြီးရှားမှုတွေထက်ခါဖြစ်ပေါ်နေကြောင်းသိရှိခဲ့ခြင်းဖြစ်ပါတယ်။ဒါဟာကျမတို့ telescope တွေသုံးပြီးလေ့လာနိုင်ခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲဖြစ်ပါတယ်။ဒီရွေးရှားမှုဟာခြေတလုံးကိုလက်ပတ်နေတဲ့ကျိုးတလုံးကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကိုသိရှိခဲ့ရပါတယ်။ဒါကြောင့်မလို့နက္ခတ္တဗေဒပညာရှင်တွေဟာရရှိခဲ့တဲ့အချက်နဲ့အနေနဲ့ကနေတော့ပုံမှုကြီးမားတဲ့အကြောင်းအရာတွေကိုတွေးတောသိမြင်နိုင်ခဲ့ပါတယ်။
ထောက်တာဆိုဖြတ်သွားပြီလားကြက်မှာထောက်တာဆိုဖြတ်သွား ကျေသေးပါဘူး အဲ့ဒီဂျူဟာဂျူပီတာနဲ့ဆင်တူတဲ့အလွန်ကြီးမားတဲ့ဓာတ်ငွေ့ကြိုတစ်ခုဖြစ်ပြီးသူ့ရဲ့ direct ကဂျူပီတာရဲ့ထက်ဝက်ခန့်ရှိပါတယ်။ဒါပေမဲ့သူ့ရဲ့ပတ်လန်းကခြေနဲ့အလွန်နီးကပ်နေတဲ့အတွက်လေထုရဲ့ပူချိန်ဟာစင်တီဂရိတ်1000ကျော်ရှိတာကြောင့်တက်ရှိရင်ရှင်းသန်မှုကတော့မဖြစ်နိုင်ပါဘူး။ပထမဆုံးရှာဖွေတွေ့ရှိမှုနောက်ပိုင်းမှာတော့အခြားကြုံများစွာကိုကျမတို့ငကားမိတဲ့ Galaxy ထဲမှာထပ်မံတွေ့ရှိခဲ့ကြပါတယ်။ တနခါပြရမယ်ဆိုရင်ချီလီနိုင်ငံလက်ဆယ်လာမြို့မှာရှိတဲ့ ESO ရဲ့ 3.6 မီတာအချင်းရှိတယ်လီစကုပ်မှာထောက်လန်းရှာဖွေရေးနည်းလမ်းများစွာကိုပုံမပြည့်စုံအောင်ဆောင်ရွက်ခဲ့ပြီးယနေ့အထိဂျိုးအဖွဲ့အစည်းရာပေါင်းများစွာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထွက်လာလို့ဆိုတချို့ဂျိုးတွေကို၎င်းတို့လက်ပတ်နေတဲ့ကျေရီရှိမှဖြတ်တန်းနေတဲ့ကျေရဲ့အလင်းရောင်ကိုကာစီးမိလိုက်တဲ့အတွက်အယောင်မိသွားစင်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ် လာ ကျေပါဆို အကျက်ရောက်ကြီးပဲနော် ကျေရအများကြီးပဲ အဲလိုကျေရမှာလို့ပြောနေတယ် Galaxy မှာဖြစ်တချို့ဂျိုးတွေကိုတော့သူတို့လက်ပတ်နေတဲ့ကျေအပေါ်တက်ရောက်မှုတွေကြောင့်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ် လမ်းစာမထက်တော့ဘူး။ဘာဟောမဖြစ်တော့ဘူး။ပြောင်းတော့ ကမ္ဘာပေါ်ကအကောင်းဆုံးနက္ခတ္တရာလေ့လာရေးစခန်းတွေဖြစ်တဲ့ချီလီနိုင်ငံရဲ့ ESO ရဲ့ Varela Telescope VLT လိုမျိုး telescope တွေဒါမှမဟုတ် Hubble အာကာသ telescope တွေနဲ့ဆိုရင်ဂျိုးတချို့ကိုတိုက်ရိုက်မြင်တွေ့နိုင်မှာဖြစ်ပြီးဒါရီယာနဲ့20အစောပိုင်းကာလတုန်းကမဖြစ်နိုင်ဘူးလို့ထင်ခဲ့ရတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ် ချီလီနိုင်ငံမှာ